တမိုင်းတစ်လျှောက်အလုံးကျုံဆုံးလို့နာမည်ကြီးတဲ့အကျိုးထောင်ကနေလူ၃ယောက်ဘလို့မျိုးအစနမကြံထွက်ပြေးလွတ်မြောက်သွားခဲ့တယ်လဲဆိုတာဒါပဲဖြစ်ပါတယ်။ဒါကတော့ San Francisco ပင်လယ်အော်ထဲကကျုံးပေါ်မှာတည်ရှိပြီးအေးခဲနေတဲ့ရေပြင်အန္တရာယ်ရှိတဲ့ရေစီးကြောင်းတွေနဲ့လက်နက်ကင်အဆောင်တွေဝန်းရံထားတဲ့အောက်ထပ်တွေခန်းတက်ကြီးပဲဖြစ်ပါတယ်။ဒီထောင်ကိုဘယ်သူမှထွက်မပြေးနိုင်အောင်ပုံစံထုတ်ထားတာပါ။ဒါပေမဲ့1962ခုနှစ်မှာအကျုံးသား၃ယောက်ဟာထွက်ပြေးဖို့ဆုံးဖြတ်ခဲ့ကြပါတယ်။သူတို့ကတော့ Frank Morin နဲ့ England ညီကိုတွေပဲဖြစ်ပါတယ်။နေ့ဘက်မှာတော့သူတို့ကငြိမ်ငြိမ်လေးနေပေမဲ့ညဘက်မှာတော့သူတို့ရဲ့အခန်းတွေဟာအလုတ်ယုံတွေဖြစ်သွားခဲ့ပါတယ်။ထမင်းစားခန်းကနေခိုးယူလာတဲ့ဇုံးတွေနဲ့သူတို့ရဲ့အခန်းနောက်ကလေဝင်လေထွက်ပေါက်တွေကိုတူးဆွခဲ့ကြပါတယ်။ဘာလို့လဲဆိုတော့အဲ့ဒီအပေါက်တွေရဲ့နောက်ွယ်မှာအပေါ်ကိုတက်သွားလို့ရတဲ့မှောင်မဲနေတဲ့ရှောက်လန်းတစ်ခုရှိနေလို့ပါ။ဒါပေမဲ့အဲ့ဒီလမ်းကိုမူလီကြီးကြီးတွေနဲ့ပိတ်ထားပါတယ်။ဒါကြောင့်သူတို့ဟာဖုံးဆုပ်ဆက်ထဲကမော်ရာကိုတုံးပြီးလက်လုံလွန်စာတစ်ခုကိုတီထွင်ခဲ့ကြပါတယ်။ဒါအပြင်သူတို့ဟာမိုးကအင်ဂျီအလုံး90ကျော်ကိုစုဆောင်းပြီးဖောင်တဲ့အသက်ကဲအင်ဂျီတွေဖြစ်အောင်ချုပ်လုပ်ခဲ့ကြပါတယ်။နောက်ဆုံးမှာတော့ဆက်ပြကတ်ထူပြားနဲ့ကွန်ကရစ်မုတ်တွေကိုတုံးပြီးလူကောင်းအတုတွေလုပ်ခဲ့ကြပြီးစပင်ညက်ဆိုင်ကားရတဲ့စပင်စစ်တွေကိုအပေါ်ကကတ်ထားလိုက်ပါတယ်။ထွက်ပြေးမဲ့ညမှာတော့သူတို့ဟာကတင်ပေါ်မှာတစ်ဖက်တွေနဲ့လူပုံစံလှုပ်ဆောင်တွေကိုတိတိကျကျခြုံပေးထားပြီးခေါင်းအုံပေါ်မှာလူကောင်းအတုတွေကိုတင်ထားခဲ့ပါတယ်။အဆောင်တွေဖျက်လျှောက်သွားတဲ့အချိန်မှာဘာမှမရိပ်မိခဲ့ပါဘူး။သူတို့ဟာလေဝင်လေထွက်ပေါက်တွေကနေတဆင့်ရေပိုက်လိုင်းတွေအတိုင်းခေါင်းမိုးပေါ်ကိုတက်သွားခဲ့ကြပြီးမိမောင်းတွေကိုရှောင်ဖို့အတွက်ဝစ်ပြီးသွားခဲ့ကြပါတယ်။ပြီးနောက်ပေ90မြင့်တဲ့နေရာကနေကျိုးနဲ့အနောက်ဘက်ကိုဆင်းသွားခဲ့ကြပြီးဖောင်ကိုလေထိုးကအမောင်ထဲကိုထွက်ပြေးသွားခဲ့ကြပါတယ်။မနေ့ရောက်တဲ့အခါမှာတော့အချက်ပေးတံတွေဆူညံသွားခဲ့ပါပြီးအဆောင်တွေဟာအခန်းထဲမှာလူမရှိတော့တာနဲ့ခေါင်းမိုးပေါ်ကနေတွဲလောင်းကျနေတဲ့ကျိုးတွေကိုတွေ့ရှိခဲ့ပါတယ်။ရှာဖွေရေးအဖွဲ့တွေဟာရေထဲမှာမျောနေတဲ့တမတ်တစ်ခုစုပ်ပြဲနေတဲ့မိုးကအင်ဂျီတစ်ထည်နဲ့အန်ဂျိုကျုံးပေါ်မှာအသက်ကဲအင်ဂျီတစ်ထည်ကိုတွေ့ရှိခဲ့ပါတယ်။တချို့ကတော့အဲ့ဒီဖောင်ဟာကမ္ဘာတဝန်းကအချက်လက်တွေကိုသိချင်ရင်တော့ World Location ကို follow လုပ်ထားလိုက်ပါ